ဒီလောကကြီးမှာလူသားတွေကတယောက်နဲ့တယောက်မွေးဖွားလာတဲ့နေနေမိချင်းမတူကြအောင်တချို့ကပြေးစုံစမ်းနဲ့မွေးဖွားလာကြတယ်တချို့ကတော့စင်းရဲတဲ့ဆောင်မွေးဖွားလာကြတယ်လူတွေရဲ့လောဘကအမှစတာပဲမင်္ဂလာပါကျမနာမည်ကယူရီဖြစ်ပါတယ်အားလုံးနဲ့တွေ့ရတာဝမ်းသာပါတယ်ရှင်ကျောင်းသူအသေးလေးမို့ကူညီပေးကြပါအောင်နော်